ရှိတို့ဒီမှာရှည်ကိုရင်စဆွဲမယ်ခါရှည်ကိုစဆွဲရင်ခါရှည်ကသူကဘယ်လောက်လဲခါရှည်စက်ခွန်နော်စက်ခွန်တလက်မပေါင်း18ပြီးဒီပေးတဲ့တစ်ထောင်18ရှိပြီးလို့ရှိရင်ပခုံးကသူ့ရဲ့ပခုံးက14ရှိရယ်14ကို2နဲ့စားမယ်ပခုံးကို2နဲ့စားပါနော်14ကို2နဲ့စားတော့9နော်9 4စိတ်ပေါင်းတော့9လက်မနဲ့4စိတ်နော်ဒီမှာအရှိနော်ဒီကအရှိက18ဒီပခုံးကတစ်ကအစီဆွဲမှာနော်နှစ်ကပခုံးဒီမြတ်နှစ်ပြီးလို့ရှိရင်လေဘိမောက်ဖောက်လေဘိမောက်ကို3နဲ့ဖောက်ပုံဒီလေဘိမောက်က3အရန်ကြက်တာမကြိုက်ဘူးဆို 2.4 ထားလို့ရနော်အဲဆိုရင်ဘေးကို3လက်မှဖောက်မယ်3လက်မှနော်အောက်ကကြတော့1လက်မှသို့မဟုတ်1ခွဲဖောက်လို့ရဒီမှာ1လက်မှပဲဖောက်မယ်အဲဆိုရင်ဒီ1လက်မှနဲ့ဒီဟာနဲ့ကိုဆက်မယ်ဒီမှာ 2.4 လောက်ပဲယူလို့ဒီနားလောက်ကနေပြီးတော့ပြီးကွေးလေးနဲ့ဝိုင်းလိုက်လေပင်ပေါက်လေးလေပင်ပေါက်နော်အဲ့ဆိုရင်အခြေရပြီပခုံးရပြီဒီမှာလေပင်ပေါက်လေးရပြီဆိုလို့ရှိရင်ဒီမှာဒီနားလေးမှာအခုံးဆောင်မြင်းလူသေးနော်ဒီအစွန်းလေးကနေပြီးတော့9လက်မ4စိတ်အစွန်းလေးကနေပြီးတော့ဒီနောက်6စိတ်ချမယ်6စိတ်ပြီးဒီမှာ1 2 3 4 5 6နော်ဒီနေရာလေးကိုမှတ်ပြီးဒီနားလေးမှာမြင်းလေးတစ်ချောင်းဆွဲမယ်ဆွဲပြီးဆိုလို့ရင်ဒီမြင်းလေးနဲ့ဒီမြင်းလေးနဲ့ကိုလာဆက်မယ်နော်ဒီမြင်းလေးနဲ့ဒီမြင်းလေးနဲ့ဆက်မယ်ဒါပခုံးဆောင်မြင်းရပါနော်ဒါနံပါတ်3မြင်းဒီနားမှာ6စိတ်ကိုချမှာနော်6စိတ်နားလည်လားအဲ့ဒီအဲ့ဆိုဒီမှာပထမဆုံးအရှိဆွဲမယ်ဆွဲပြီးရင်ပခုံးဆွဲမယ်ဆွဲပြီးရင်လေဘိမောက်ဖောက်မယ်ဖောက်ပြီးရင်ဒီမှာပခုံးဆောင်မြင်းလေးချမယ်ပြီးလို့ရှိရင်သူ့ရဲ့ဂျိုင်းတက်မိုးကိုရှာမယ်ဂျိုင်းဒီမှာ14နော်14ကို2နဲ့စားမှာဂျိုင်းတက်မိုးကို2နဲ့စားမှာ2နဲ့စားတော့9နော်အဲ့ဆိုဒီမှာဒီပခုံးဆောင်မြင်းလေးကနေပြီးတော့ဒီနောက်တန်းတန်းလေးဆွဲလိုက်ဒီနောက်မှာ9နေရာလေးမှာနော်လို့ရှင်ဒီ9နေရာလေးကနေပြီးတော့ဒီမှာဒီနေရာလေးကနေရှင်မြင်းဆွဲမှာရှင်ကဘယ်လောက်လဲရှင်က31နော်31ကို4နဲ့စားမှာ31ကို4နဲ့စားဆိုရင်ဒီမှာ4နော်အဲ့တော့4ခုနဲ့428ဆိုလို့ရှိရင်ဒီမှာ3ပူတယ်ဒီ3ပူတာကိုပြန်ပြီးတော့ဒီမှာဒီနားလေးမှာစားရမယ်ဒီမှာ1လက်မမှာ8စိတ်ရှိတယ်နော်1လက်မမှာ8စိတ်ရှိတယ်3လက်မဆိုတော့8 3 24ရမယ်နော်အဲ့ဒီ4လေးကိုဒီမှာ4နဲ့စားမယ်တစ်ခါထပ်ပြီးတော့4 6လေး24နော်အဲ့ဆို24ဒီမှာ0ကျွန်းသွားနော်ဒီ6ကိုဒီမှာ9လက်မနဲ့6စိတ်နော်အဲ့ဆိုရှင်တက်မှုက9လက်မနဲ့6စိတ်ရောက်သွား9လက်မ6စိတ်ကိုကျွန်တော်ဟိုက1လက်မပေါင်းမယ်10လက်မနဲ့6စိတ်နော်နားလေလားဟုတ်10လက်မနဲ့6စိတ်ပေါင်းမယ်နော်ပေါင်းပြီးအဲ့မျိုးမျိုးဒီနားလေးမှာဖီရလေးနဲ့တန်းတန်းလေးဆွဲမယ်နင်းနေမဆောင်သေးနဲ့နော်အဲ့ဒီနားလေးမှာအစုံမှတ်လေးထားလိုက်နော်ပြီးလို့ရှိရင်ဒီမှာအပေါ်ပိုင်းအောင်ဒီမြင်းပခုံးဆောင်ဒီ6စိတ်ချထားတဲ့နေရာနဲ့ဒီအောက်က9လက်ဂျိုင်းပေါက်ဖောက်ထားတဲ့နေရာပေါ့နော်ဒီမှာဒီကို9ဆွဲထားတဲ့မျိုးတက်ဝက်လို့ရှိရင်3ခွဲဒီမှာ3ခွဲဆိုလို့ရှိရင်တို့ရရင်ကျယ်မြင်းရကြောကျယ်မြင်းရနော်နောက်ကြောကျယ်မြင်းရမယ်နော်နားလေလားဟုတ်နားလေနော်အဲ့ကြောကျယ်မြင်းလေးနေရာကနေပြီးတော့ဒီဘက်ကို6စိတ်ပြီးဝင်လိုက်ဟုတ်ပါမစ6စိတ်နော်သူ့ရဲ့ခါကျယ်ကဘယ်လောက်ကြောကျယ်က12.4ဆိုတော့2နဲ့စားမှာနော်6လက်မနဲ့2စိတ်တော့ချုပ်စာ4စိတ်ပါနော်
ထုတ်စာလေးတွေပေါင်းရင်ဒီမှာ6စိတ်ဒီမှာဒီနားနေပြီးဂျိုင်းဝိုင်ဒီတောင်းလေးနဲ့ဒီညာလေးနဲ့ဝိုင်နောက်ဆန်းဆိုင်ရကပ်ပြီးလို့ရှိရင်ခါမြင့်ဆွဲမယ်ခါမြင့်တို့လေခါကြတိုင်းနာရှိရနော်ခါကြဆက်လေးတိုင်းနာဆက်လေးခါကြဆက်လေးဆိုလို့ရှိရင်မဒီထိတ်ဒီပခုံးထိတ်ကနေပြီးတော့ဒီမှာဆက်လေးရှိရနေအောင်မှတ်ဒီနေရာမှာဆက်လေးရှိနော်ဆက်လေးရှိရနေအောင်မှတ်မယ်မှတ်ပြီးလို့ရှိရင်သူရဲ့ခါပက်လေတိုင်းနာရဲ့အဖြေကဒီမှာ20နဲ့မှ5 25ရမယ်နော်25ကို4နဲ့စား4 6 24နော်4 6 24 24ရတော့တစ်ကြံမယ်တလက်မမှာဘယ်နှစိတ်ရှိရလဲ8စိတ်ရှိရ8စိတ်ရှိရဆိုလို့ရှိရင်8ကို4နဲ့စား4နဲ့4 4နဲ့8ဆိုလို့ရှိရင်တလက်မနဲ့2စိတ်6လက်မနဲ့2စိတ်ဟုတ်တယ်နော်6လက်မနဲ့2စိတ်ဆိုလို့ရှိရင် तू တစ်ပါအောင်မှာသူ့9လက်မနဲ့9လက်မနဲ့2စိတ်9လက်မနဲ့2စိတ်ရမယ်9လက်မနဲ့2စိတ်ကိုဒီကားလေးမှာဆွဲလို့နားလေလား9လက်မနဲ့2စိတ်အဲ့ဆိုရင် तू ခါမြင်ရ तू ခါမြင်နော်ဒါရှင်မင်းဘာနောက်ကြောချင်းဒါကြောချင်းမင်းနားလေလားဟုတ်နားလေကြောချင်းမင်းရနော်နားမလဲပြန်ပြီနော်ပြီးလို့ရှိရင်တို့တွေကဒီမှာအရှိယူထားတာဖြစ်တဲ့အတွက်တင်တန်မိုးက32ကို4နဲ့စားမှာဒီမှာထပ်စားမှာပွားစီတက်32ကို4နဲ့စား4ရှိလီ4ရှိလီ32ဆိုတော့0က0ကျွန်းသွားရပြီနော်ဒီမှာ8လက်မကိုတလက်မပေါင်းတော့9လက်မကိုဒီတင်နေရာလေးမှာတို့ရ9လက်မပေါင်းလိုက်9လက်မနော်ဒီနေရာမှာ9လက်မအဲ့ဆိုရှင်ဒါခါမြင်ဒါတင်မြင်အဲ့မြင်လေးကိုဆက်လိုက်ဟင်သူများတော့ဘာလို့ရှိရဒီမြင်လေးကိုဆက်နော်ဒီလိုဖြစ်သွားဟင်ဟောနားလေးမှလည်းနေတော့လေတက်တယ်လေးနှာဝါဒါလေးဒီလိုကိုယူရဒီလိုလေးစားအဲ့ဒါလို့ရှိရင်နောက်ချက်ဒီနာချလာမှတ်မိလားဒီမှာဒီတင်မှာဒီမြေတင်မြင့်ကိုဆွဲပြီးလို့ရှိရင်ဒီမှာဒီလိုတန်းတန်းကြီးဖြစ်နေဒီလိုတန်းတန်းကြီးဖြစ်နေအဲ့လိုတန်းတန်းကြီးမလို့ခြင်းလိုချင်ခေါင်းဝိုက်လေးလိုချင်တယ်ခေါင်းဝိုက်လေးလိုချင်တာဖြစ်တဲ့အတွက်ဘာလုပ်လဲဆိုဒီပေါ်တလက်မလေးတက်တလက်မသုံးပုံလေးစိတ်တက်လေးရနော်တလက်မလေးတက်ရင်ပိုးလာမယ်တဲ့ဒါလေးတလက်မနော်ဒီတလက်မဘယ်နဲ့ဆက်မလဲဆိုလို့ရှိရင်ဒီမှာတင်ရင်တင်ကိုတဝက်ဝက်လိုက်နိကိုဆိုတော့4ခွဲနော်4ခွဲဒီနေရာလေးနဲ့ဒီနေရာလေးကဆက်လိုက်ဒီလေးနော်နားလေနော်ဟုတ်အရင်တော့အရှိကိုဆွဲတယ်အရှိကိုဆွဲပြီးလို့ရှိရင်ပခုံးမြင့်ကိုဆွဲမယ်ပခုံးမြင့်ဆွဲပြီးလို့ရှိရင်လေဘင်းပေါက်ဆွဲမယ်လေဘင်းပေါက်3လက်မချမယ်ချပြီးတော့ပခုံးဆောင်မြင့်6စိတ်ချမယ်ချပြီးတော့ဂျိုင်းကို2နဲ့စားပြီးရတဲ့အဖြူကိုဒီမှာဆွဲမယ်နော်ဆွဲပြီးတော့ဆွဲတဲ့အဖြူကိုတဝက်ဝက်လို့ရှိရင်နောက်ကျောကျင်မြင့်ရမယ်နော်နောက်ကျောကျင်မြင့်ရရင်ဒီမှာဂျိုင်း2နဲ့စားပြီးလို့ရတဲ့အဖြူကိုဒီမှာအဲ့နေရာကနေပြီးတော့ရှင်မြင့်ဆွဲမယ်နော်ပြီးရင်နောက်ကျောကျင်နောက်ခါကြတိုင်းမှာခါကြတိုင်းခါကြ14နေရာမှာဒီမှာခါမြင်ရမယ်နော်ပြီးလို့ရှိရင်ဒီမှာတင်နော်အဲ့ဒီနားလေလားပြီးလေဘောက်3လက်မမှတ်မယ်အောက်ကို1လက်မရှာမယ်ပြီးလို့ရှိရင်လေဘောက်လေးဝိုင်းမယ်ခြိုင်းရနေအောက်ကိုတိုင်းမယ်9လက်မတိုင်းရှိအဲ့ဒါကိုတဝက်ဝက်မယ်
ဟုတ်ကဲ့လေကြာနေမြင်းကြောင်ဆွဲမယ်အဲ့ဒါနောက်ကျောကျမြင်းရဲ့အဆုံးကနေခုနလက်မဇိုင်းမြင်းအဆုံးကနေပြီးတော့ကိုမြင်းဆွဲတယ်ရပြီအဲ့ဆိုအဲ့ဒီရပါပြီနော်ဒါဆိုကိုရပေါ်လာပြီနော်ပြီးရင်ဘာလို့ဖို့ကြံသေးလဲဆိုတော့ထောက်ထည့်ဖို့ကြံသေးထောက်ကိုဘယ်လိုထည့်မလဲဆိုရင်နောက်ကျောကျဆိုလို့ရှိရင်ထောက်အကွာကိုအရင်ပိန်လို့ရှိရင်3လက်မယူမယ်နည်းနည်းလေးပြည့်တယ်ဆိုရင်3ကိုရေမီလာပြီပြီးတော့ရိုက်ရတယ်မိသား3ခွဲယူမယ်အဲ့ဒါမတို့တော့ခါ31နော်3ခွဲယူလိုက်မယ်3ခွဲရန်ဝါးရဲဆို4ထိယူလို့ရတယ်နော်3ခွဲယူလိုက်မယ်ဒီနားမှာ3ခွဲဒီနားမှာဒီဘက်ကို40ဒီဘက်ကို40နော်ဒီဘက်ကို40ဒီမှာလဲ3ခွဲမှန်ပါနော်ဒီမှာကျတော့ဒီအပေါ်အတောက်ကဘယ်လိုယူမလဲဆိုရှင်ဒီမှာအပေါ်အကျဒီမှာတိုင်းထားရတွေ့လားဒီအလဲမှတ်ဒါအလဲမှတ်နော်အဲ့ကနေပြီးဒီအပေါ်ကနေပြီးကျွန်တော်ကဘယ်လောက်ယူမလဲဆိုရင်6လက်မအကြောင်းယူနောက်ကျောနောက်ကျန်ဒါပုံသေးပေါ့ပုံလေးနီးနော်နောက်ကနေ6လက်မယူလိုက်နော်ဒါပြီးဒီနာလေးမှာဟိုဘက်လက်စိတ်ဒီဘက်လက်စိတ်လောက်လေးဒီလိုမျိုးလေးချလိုက်နော်ဒီလိုလေးနားလေလားညာတာလေးစိတ်နော်ဆက်ပွားဒီစိတ်ရှာလားရှာပြီဆိုလို့ရှိရင်ဒီက6လက်မအကြနော်ဟိုပေါ်ကနေပြီးဒီနောက်နော်ပြီးဒီမှာဒီအောက်ကကြတော့2စိတ်ပဲယူ2စိတ်ဒီဘက်ကို2စိတ်ဒီဘက်ကို2စိတ်နော်ဒီဘက်2စိတ်ဒီဘက်2စိတ်ပဲယူမယ်ပြီးအမှကြာလေးကိုဆက်လိုက်နော်အဲ့ဒါနောက်ဆုံးပြီးဆိုပြီးနေရလိုက်မယ်တောက်ထည့်ပြီးသွားပြီတောက်ထည့်ပြီးဘာလုပ်မလဲဆိုဒီနားလေးမှာခါနာလေးမှာနည်းနည်းလေးစားပေးမယ်ခိုင်းထောင်နေမှာတော့ပွားနေမှာတော့ဆိုလို့ဒီနားမှာ2စိတ်တောက်စားပြီးလိုက်နော်2စိတ်လောက်စားပြီးဒါလေးဘယ်လိုစားမလဲဆိုရင်ဒီအောက်လေးကနေပြီးတော့ဒီနားလေးကိုစားပြီးရင်ဒီမှာဒီအပေါ်ကထိတ်ကလေးနဲ့ဒီလိုလေးစက်ဒီလိုလေးစက်ဒီကမနော်ဒီမှာဒီထိတ်နေဒါညက်ပြမှာပါရှာလားဆက်ချက်ရှာမလားဘယ်နေရာနားမလဲရရှိလဲရှိပြီးတော့ရှည်ဆွဲတယ်ကိုရဲ့အရှည်ကိုတစ်ပေါင်းပြီးတော့အရှည်ဆွဲမယ်ဆွဲပြီးတော့နောက်မြင်းတစ်ချောင်းကပခုံးကိုနှစ်နဲ့စားပြီးတော့ရတဲ့အဖြေကို40ပေါင်းပြီးတော့ဆွဲမယ်နားလဲလားပြီးရင်ဒီမှာပခုံးပြီးလို့ရှိရင်လေဘင်းမဖောက်ဖို့3လက်မယူတယ်3လက်မကိုအောက်ကို1လက်မချပြီးတော့ဒီမှာပြပြလေးဝိုက်တယ်ဝိုက်ပြီးလေဘင်းဆောင်မြင်းလေးလိုချင်တာဖြစ်တယ်မှာပခုံးဆောင်မြင်း6စိတ်ချမယ်ချပြီးလို့ရှိရင်ဂျိုင်းကိုနှစ်နဲ့စားပြီးရတဲ့အဖြူကိုဒီမှာဆွဲမယ်နော်ဘာနဲ့မှမပါဘူးနော်ဆွဲမယ်ဆွဲပြီးရင်ဒီနေရာလေးကနေပြီးတော့ရှင်ကျယ်မြင့်ကိုဆွဲမယ်ရှင်မြင့်ကိုဆွဲမယ်ရှင်ကိုလေးနဲ့စားမယ်လေးနဲ့စားပြီးတစ်ပေါင်းတဲ့ဟာကိုဒီမှာဆွဲမယ်နော်အဲ့ပြီးရင်ဒီမှာအပေါ်ပြန်သွားလို့ရှိရင်ဒီပခုံးကနေပြီးတော့ရှင်ကိုချရတဲ့မြင်ကဂျိုင်းမြင့်ကိုတဝက်ဝက်လို့ရှိရင်ကြောကျယ်မြင်ရနော်နားလေလားအဲ့ဒါပြီးလို့ရှိရင်ဒီအပေါ်ပိုင်းပြီးသွားပြီဒီမှာဒီထိတ်ကနေပြီးတော့ဒူးတွေကခါအကြောက်တိုင်းခဲ့တယ်ခါအကြောက်တိုင်းခဲ့ပြီခါတယောက်နဲ့တယောက်မတူ73ရှိကျင်လည်းရှိမယ်14ရှိကျင်လည်းရှိမယ်12ရှိကျင်လည်းရှိမယ်ဒီမှာ14ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနာကနေပြီးတော့ဒီနာလေးကို14တိုင်းလိုက်တဲ့နေရာခါနေရနားလေလားခါနေရနော်ခါကိုကြတော့ဒူးတွေကလေးနဲ့စားမယ်လေးနဲ့စားပြီးတော့ရတဲ့အဖြူကိုတလက်မပေါင်းမယ်တလက်မပေါင်းမရတဲ့ဖြူကိုဒီမှာထည့်ထားနော်ပြီးလို့ရှိရင်တင်မျိုးကိုဆွဲမယ်ဆိုရင်တင်ကိုလည်းအဲ့လိုပဲလေးနဲ့စားမယ်စားပြီးရတဲ့ဖြူကိုတလက်မပေါင်းမယ်တလက်မဒီပွားစားနော်အဲ့ဒါပြီးလို့ရှိရင်တို့တွေကဒီမှာတောက်ထည့်တော့မှာနောက်ကျောတောက်လေးကိုချတောက်လေးကိုဘယ်လိုယူမလဲဆိုဒီနာဒီဘေးကနေပြီးတော့
ဒီဘေးမင်းကနေပြီးတော့ဒီတဲကို3လက်မှပိန်လို့ရှိရင်3လက်မှ3ခွဲဝါတဲ့လူဆို4ထိဝင်ပြီးလို့ရတယ်နော်ဒီမှာက3ခွဲယူထားတယ်3ခွဲယူထားတဲ့အတွက်ကြောင့်မလို့ဒီနာကနေဒီနာကို3ခွဲလေးတိုင်းလိုက်ရင်အလဲမှတ်လေးရတယ်အလဲမှတ်လေးရတယ်နော်အဲ့ဒီအလဲမှတ်လေးကနေပြီးတော့ဒီဘက်ကို4စိတ်ဒီဘက်ကို4စိတ်ဆိုလို့ရှိရင်ဒီတောက်ရဲ့တန်မိုးဒီ1လက်မှရှိတယ်နော်ဒီ1လက်မှဆိုရင်အလဲမှတ်ပြီးလို့ရှိရင်ဒီနားလေးမှာဒီလိုအရှိလေးတစ်ချောင်းဆွဲပြီးရင်အောက်ကလေးကိုကြတော့ဒီဘက်ကို2စိတ်ဒီဘက်ကို2စိတ်လေးဝင်ပြီးတော့မြင်းလေးဆက်ပြီးဒီအပေါ်ကမြင်းကိုကြတော့ဘယ်လောက်အရှိယူမှာလဲဆိုလို့ရှိရင်ပုံမှန်သူကဒီဂုတ်ကနေပြီးတော့ဒီမှာတို့အလဲမှတ်လေးကိုတိုင်းမယ်တိုင်းပြီးဒီနားမှာဒီဂုတ်ကနေဒီနားလေးကိုကိုလက်မှတ်ကြားတဲ့နေရာဒီအဲ့ဒါနောက်ကျောခြင်းနောက်ကျောကတော့အရှိယူလိုက်တာနော်တချို့ကကြတော့ယူတယ်ဘယ်လိုယူလဲဆိုရင်ဒီမှာရင်မြင်းနဲ့အောက်ကိုတစ်လက်မှတစ်ခွဲခွာပြီးတော့နောက်ကျောကျတောက်ကိုယူပုံမှန်ကတော့ဒီလိုပဲယူတယ်ဒီမှာကတော့ဒီလိုပဲယူနော်နားလဲလားအဲ့ပြီးဒီမှာကြောလေးမဟောင်လို့ဒီနားလေးမှာနည်းနည်းလေးစားပြီးလိုက်တယ်ထောက်လေးစားပြီးလိုက်အဲ့ကြည့်ရလားဒီမှာဒီတင်မှာကြတော့တဲ့ကြီးမလို့ခြင်းဘူးနည်းနည်းဝမ်းဝိုက်လေးလိုချင်တာဖြစ်တဲ့အတွက်အပေါ်လေးကို တလက်မ တက်တက်ပြီးလိုက်တယ်တက်ပြီးတော့ဒီမှာအလဲမှန်လေးနဲ့လာဝိုင်းလိုက်နော်ရပြီလားအဲ့ဒါဆိုနောက်ကျောဘယ်နေနားမလဲရှိလဲနားမလဲနေရရှိလားမရှိဘူးနော်မရှိဆိုရှိကြမ်းသွားမယ်